လူဘဝမှာနေစဉ်အခိုက်ကလေးမှာလိုက်နာကျင့်သုံးစရာတွေကိုပြောပြခြင်းနဲ့နံပါတ်1ကိုချင်းစာတရားရှိကြပါကိုချင်းစာတရားရှိသူတွေရဲ့စိတ်ကိုလည်းကိုယ့်ကြောင့်မပျက်စီးပါစေနဲ့လောကမှာတချို့လူတွေကမချမ်းသာကြဘူးရှားရှားဖွေဖွေလှုပ်လှုပ်ကိုင်းကိုင်းစားစားတောက်တောက်နဲ့ပုံမှန်လူဒန်းစားတွေပါပဲဒါပေမဲ့ဆင်းရဲနှိမ့်ကြဒုက္ခရောက်နေတဲ့သူတွေကိုပေးကြကမ်းကြကူညီထောက်ပံ့ကြတယ်အဲ့ဒါတွေကကိုချင်းစာတရားရှိလို့ပါပဲအဲ့ဒီလိုလူတွေနဲ့တွေ့ဆုံရတဲ့အခါကိုယ့်ကြောင့်သူ့ရဲ့ကိုချင်းစာကူညီခြင်းစိတ်ကိုမပျက်စီးခဲ့ပါစေနဲ့သူ့စီကကိုချင်းစာတရားကိုပဲအတူယူခဲ့ပါနံပါတ်2ရောင်ရဲမှုရှိကြပါဘဝမှာညှဉ်းညူပြီးတော့မနေကြပါနဲ့လောကမှာတချို့လူတွေကလှုပ်လှုပ်ကိုင်းကိုင်းရှားရှားဖွေဖွေစားစားတောက်တောက်ပေမဲ့မပြည့်စုံကြပါဘူးမလုံလောက်ကြပါဘူးရှိတာရတာလေးနဲ့ကြေနပ်ရောင်ရဲတင်းတိမ်ပြီးတော့နေကြတာပါဝန်းကျင်ကိုလည်းညီးမပြငိုးမပြကြဘူးဒါကြောင့်ဘဝမှာကိုတတ်နိုင်သမျှကြိုးစားပါအားထုတ်လုပ်ကင်ပါကြိုးကြိုးစားစားအားထုတ်ပါရဲ့နဲ့အဆင်မပြေမပြည့်စုံတဲ့အခါဘဝကိုညှဉ်းညူအော်ဟစ်ပြီးတော့မနေပါနဲ့ကိုရတာကိုရှိတာနဲ့ရောင်ရဲကြေနပ်ပြီးတော့နေပါနံပါတ်3မိတ်ဆွေကောင်းစိတ်ထားပါမိတ်ဆွေကောင်းစိတ်ရှိသူတွေရဲ့စိတ်ကိုလည်းကိုကြောင့်မပျက်စီးပါစေနဲ့တချို့ကကိုနဲ့တီကျွမ်းခင်မင်ရင်းနှီးမှုတွေမရှိပေမဲ့တဦးနဲ့တဦးကျေးဇူးကံကျေးဇူးစားတွေမရှိကြပေမဲ့ကူညီဖေးမတတ်ကြတယ်ကျွေးမွေးစောင့်ရှောက်တတ်ကြတယ်အဲ့ဒါစိတ်ကောင်းရှိလို့မိတ်ဆွေစိတ်ရှိလို့ပေါ့အဲ့လိုလူတွေနဲ့တွေ့ကြုံကြိုက်တဲ့အခါကိုကြောင့်သူ့ရဲ့စိတ်ကောင်းနှလုံးကောင်းမိတ်ဆွေစိတ်ကိုမပျက်စီးခဲ့ပါစေနဲ့သူစီကပဲအဲ့ဒီစိတ်ကောင်းနှလုံးကောင်းမိတ်ဆွေကောင်းစိတ်ကိုရအောင်ပွားခဲ့ပါအဲ့ဒါဟာလူတွေအတွက်မိတ်ဆွေကောင်းလည်းဖြစ်တယ်အဲ့ဒီမိတ်ဆွေကောင်းစီကလူလည်းမကြခဲ့ပါနဲ့တချို့ကလူလည်းကြကျင်တဲ့စိတ်ပဲရှိတယ်မိတ်ဆွေစစ်မလိုချင်ကြဘူးနံပါတ်4ခွန့်လွတ်သီးခံမှုရှိပါသီးခံခွန့်လွတ်သူတွေရဲ့စိတ်ကိုလည်းကိုယ့်ကြောင့်မပျက်စီးခဲ့ပါစေနဲ့တချို့ကတစ်ဖက်လူတွေရဲ့အပြစ်တွေသီးမခံနိုင်စရာတွေတွေ့နေပေမဲ့ခွန့်လွတ်နားလည်မှုပေးတာတွေမတုံ့ပြန်တာတွေဟာသီးခံမှုအားကောင်းလို့ပဲအဲ့လိုလူတွေနဲ့တွေ့ကြုံရတဲ့အခါသူ့ရဲ့သီးခံခွန့်လွတ်နိုင်မှုကိုအခွင့်ကောင်းယူပြီးတော့ထက်ကမစော်ကားမိပါစေနဲ့အပြစ်တွေထပ်မလုပ်မိပါစေနဲ့ကိုကြောင့်သူ့ရဲ့သီးခံနိုင်မှုတွေကိုပျက်စီးမသွားခဲ့ပါစေနဲ့သူ့စီကပဲသီးခံခွန့်လွတ်နိုင်မှုတွေကိုအတူယူပွားများခဲ့ပါနံပါတ်5အသိဉာဏ်ပညာရှိပါဘဝမှာစိတ်တိုင်းမကြဒေါသထွက်စရာတွေနဲ့တွေ့ကြုံမြင်တွေ့ရတဲ့အခါစိတ်ကိုဒေါသမထွက်အောင်စိတ်ကိုဆိုးတာဆာတာတွေမဖြစ်အောင်ထိန်းချုပ်နိုင်ပါတယ်အဲ့လိုအကြိုက်မကြတိုင်းဒေါသမထွက်စိတ်မတူအောင်နေနိုင်တာဟာအသိပညာရှိလို့ပါပဲဘဝမှာကိုယ်စိတ်တိုင်းကြတွေကိုယ်အလိုနဲ့ကိုက်နေတာတွေကြီးတွေ့မြင်ကြုံတွေ့ရမှာမဟုတ်ပါဘူးဝန်းကျင်ဟာပြင်လို့ရခြင်းမှရမယ်ကိုပဲထိန်းချောင်းပြုပြင်ရမှာပါဒါကြောင့်ဘယ်လိုစိတ်တိုင်းမကြဒေါသထွက်စရာတွေနဲ့တွေ့စိတ်ကိုအသိဉာဏ်ပညာနဲ့ထိန်းချုပ်ပါနံပါတ်6တတိပညာနဲ့နေပါကိုယ်မှာရခြင်းလိုခြင်းစရာလောဘအာယုန်တွေကံရင်ပေါက်ခြင်းစရာမကြည့်ခြင်းမမြင်ခြင်းစရာဒေါသအာယုန်တွေစတဲ့ကိုယ်စိတ်မှာအကုသိုလ်ဖြစ်စရာလောဘဒေါသမာနတွေဖြစ်စရာမကောင်းတဲ့အကုသိုလ်အာယုန်တွေနဲ့တွေ့ဆုံရတဲ့အခါလောဘမဖြစ်ဒေါသလည်းမဖြစ်အကုသိုလ်လည်းမဖြစ်ဆိုတာတတိပညာရှိနေလို့ပါပဲဒါကြောင့်ဘလောက်ပဲအကုသိုလ်ဖြစ်စရာအာယုန်တွေနဲ့တွေ့အကုသိုလ်မဖြစ်အောင်တတိပညာနဲ့ထိန်းချုပ်ပါဒါကြောင့်ဏီကုံးချုပ်ပြောရရင်ကိုချင်းစာတရားရှိသူတွေကိုကိုကြောင့်သူ့ရဲ့ကိုချင်းစာစိတ်တွေမပျက်စီးခဲ့ပါစေနဲ့ကြိုးစားရုန်းကန်မှလျက်နဲ့ဘဝမှာမပြည့်စုံတဲ့အခါဘဝကိုညှဉ်းညူအော်ဟစ်ပြမနေပါနဲ့ရောင်ရဲမှုနဲ့ကျေနပ်ပါကိုယ့်အပေါ်ကောင်းခဲ့ကူညီခဲ့တဲ့မိတ်ဆွေတွေအပေါ်လူလည်းမကြမိခဲ့ပါစေနဲ့မိတ်ဆွေကောင်းကိုတန်ဖိုးထားပါခွန့်လွတ်သီးခံနေတဲ့သူပေါ်အနိုင်ကျင့်စော်ကားတာတွေထက်ကမပြုတ်လို့မိပါစေနဲ့သူ့ရဲ့သီးခံခွန့်လွတ်နိုင်မှုတွေကို
ကိုယ့်ကြောင့်ပျက်စီးမသွားပါစေနဲ့ဘဝမှာစိတ်တိုင်းမကြမကျေနပ်အကြိုက်မကြစရာတွေနဲ့တွေ့တိုင်းမကြေမနက်တွေမဖြစ်ပါနဲ့အသိဉာဏ်ပညာနဲ့ထိန်းချုပ်ပါဘဝမှာအကြိုက်အမုန်းအာယုန်တွေနဲ့တွေ့တိုင်းအကုသိုလ်ဖြစ်စရာအာယုန်တွေနဲ့တွေ့တိုင်းအကုသိုလ်မဖြစ်ပါစေနဲ့စိတ်ကိုတတိပညာနဲ့ထိန်းပါအားလုံးဘဝမှာအလုံးမှာအပြောမှာအနေမှန်သူများဖြစ်ကြပါစေ